တခါတုန်းကတိုင်းပြည်တပီမှာနှစ်စဉ်အကောင်းဆုံးပြောင်းမှုစုရရှိရဲ့စိုက်ပျိုးသူတယောက်ရှိတယ်။ဒီနေ့မှာတော့ဘရင်မင်းမြတ်ဟာအကောင်းဆုံးပြောင်းမှုစိုက်ပျိုးနည်းကိုလေ့လာသိယူဖို့သူ့အစီအကံအချို့ကိုစေလွှတ်လိုက်တယ်။ဘရင်ရဲ့လူယုံတွေဟာပြောင်းမှုစိုက်ပျိုးနည်းကိုစိတ်ဝင်တစားလေ့လာကြတယ်။ဒီအခါမှာအကောင်းဆုံးစိုက်ပျိုးသူဟာသူနဲ့ခြံချင်းကလိရက်ကပြောင်းမှုစိုက်ပျိုးသူတွေကိုသူ့ရဲ့အကောင်းဆုံးမျိုးစေ့တွေအမြဲမျှဝေပေးတတ်တဲ့အကြောင်းသူတို့တွေသိရှိလာခဲ့တယ်။ဘာလို့ခမရဲ့အကောင်းဆုံးမျိုးစေ့တွေကိုလိုက်ဝေနေရတာလဲ။သူတို့တွေခမမျိုးစေ့တွေကိုရသွားရင်နောက်နှစ်မှာခမကိုကြောတဲ့သွားမှာပေါ့လို့ဘရင်လူယုံမိတွေကခေါင်းဆောင်ဖြစ်သူကပြောလိုက်တယ်။ဝုံမုံကူချင်းအကြောင်းကိုတကယ်မသိတာလားဆရာတို့ဒီပြောင်းမှုပင်တွေရင်းမှတ်လာကြတဲ့အခါလေအဝိတ်မှာတစ်ချိန်နဲ့တစ်ချိန်မှာရှိတဲ့ပြောင်းမှုပင်တွေဟာဝုံမုံကူကြတယ်တကယ်လို့ကျွန်တော်နဲ့ကက်လျက်ပြောင်းမှုခြံကရေသွေးညံ့တဲ့ပြောင်းမှုတွေဖူးရင်ကျွန်တော်ခြံကပြောင်းမှုတွေလည်းအောင်မြင်စရာအကြောင်းမရှိပါဘူးကျွန်တော်ခြံထဲကပြောင်းမှုတွေကိုအောင်မြင်ဖြစ်ထွန်းစေခြင်းနဲ့ဆိုရင်ကျွန်တော်ခြံနီးချင်းတွေရဲ့ပြောင်းမှုပင်တွေကိုလည်းမြင့်တင်ပြိုးထောင်မှရပါလိမ့်မယ်လို့ပြောင်းမှုဆိုင်ပြိုးသူကဖြေလိုက်ပါတယ်ကျွန်တော်တို့လူ့ဘဝတွေဟာလည်းဒီလိုပဲမဟုတ်လားကျွန်တော်တို့ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကိုလည်းငြိမ်းချမ်းပျော်ရွှင်မှုဖန်တီးပေးရမယ်ကျွန်တော်တို့အစင်တန်းမြင့်မြင့်တန်ဖိုးရှိရှိရှင်းတန်းနေထိုင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့လူမှုပတ်ဝန်းကျင်ကိုလည်းတန်ဖိုးရှိအောင်လက်တွဲကူမြင့်တင်ပေးဖို့လိုတယ်။တကယ်တော့ဘဝရဲ့တန်ဖိုးဆိုတာဒီဘဝတစ်ခုတည်းတည်တံ့ဖြစ်တည်နေလို့မရဘူး။ဒီဘဝနဲ့တိဆက်နေတဲ့အရာတွေကိုလှပအောင်တန်ဖိုးရှိအောင်ချဲ့တာခြင်းတာကိုဒီဘဝရဲ့တန်ဖိုးကိုပုံမတောက်ပြောင်စေတာပဲ။